ရှီကျင်းဖျင်က PLA ကိုအပေါ်ကနေအောက်ခြေထိသူကိုယ်တိုင်ရှင်းလင်းနေတာပဲတယောက်ယောက်ကသူနိုင်ငံသားတချို့ဟုတ်မဟုတ်စစ်ဆေးတင်နေပြီဆိုတာတွေနဲ့ဒီလောက်များတဲ့စစ်ကောင်းဆောင်တွေပြုတ်ကြနေမှာတော့ဒီစစ်တပ်ကဘယ်လိုလုပ်တိုက်ခိုက်နိုင်တော့မလဲငါတို့တွေကြောက်ကြောက်လန့်လန့်နဲ့အမြဲတမ်းနေရတာမျိုးမဖြစ်အောင်စစ်တပ်ကပြီးစုပေါင်းပြီးရှီကျင်းဖျင်ကိုဖြုတ်ချလိုက်တဲ့ဆိုတာမျိုးတွေပြန့်နှံ့နေပါတယ်တရုတ်ပြည်ကအင်တာနက်သုံးစွဲသူတို့ကလည်း CCP ဟာစီးပွားရေးပြိုလဲမှုကနေအာရုံလွှဲဖို့အတွက်ထိုင်ဝမ်လမ်းမပေါ်ကစစ်ပွဲတစ်ခုအတွက်အရှိန်အဟုန်ဖန်တီးဖို့ကြိုးစားနေတာဖြစ်နိုင်တယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ငါတို့အဲ့ဒီထောင်ချောက်ထဲကိုဝင်သွားလို့မဖြစ်ဘူးလို့မှတ်ချက်ပေးခဲ့ပါတယ်ဒီဖြစ်ပျက်တွေဟာသစ္စာစောင့်သိမှုနဲ့အကျင့်ပြတ်ခြားစားမှုတို့ရှင်တွဲတည်ရှိနေတဲ့စစ်တပ်အတွင်းကနက်ရှိုင်းတဲ့အကြက်တဲကိုဖော်ထုတ်ပြသလိုက်တာပါပဲလွန်ခဲ့တဲ့10စုနှစ်တခုအတွင်းကစစ်ရေးပြည်ပင်ပြောင်းလဲမှုတွေမှာရှီကျင်းဖျင်ရဲ့အုပ်စုဟာခိုင်ခိုင်မာမာအမြင့်တွယ်ခဲ့ပါတယ်ဒါပေမဲ့အကျင့်ပြတ်ခြားစားမှုကွင်းဆက်အထူးသဖြင့်ဒုံးတပ်ဖွဲ့အတွင်းကအကျင့်ပြတ်ခြားစားမှုတွေဟာတိုက်ခိုက်ရေးစွမ်းရည်ကိုဆက်လက်ပျက်စီးစေခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာကအော်တိုဘာလ12ရက်2025ခုနှစ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်မှာရှီကျင်းဖျင်ဟာမကောင်းတဲ့အခိုက်အတန့်တစ်ခုကိုဖျက်ဆီးနေရတယ်လို့ပြောကြားခဲ့ပေမဲ့ဘာကိုဆိုလိုသလဲဆိုတာကိုတော့အတိအကျမပြောခဲ့ပါဘူးအမေရိကန်ဗဏ္ဍာရေးဝန်ကြီးစကော့ဘက်ဆင်ကတော့ပို့ပြီးတိုက်ရိုက်ကြပါတယ် CCP ကောင်းဆောင်ပိုင်းကြားကအတွင်းပိုင်းတိုက်ပွဲတွေကိုအမေရိကန်တရုတ်ညှိနှိုင်းမှုတွေပေါ်တက်ရောက်မှုနဲ့ချိတ်ဆက်ပြောကြားခဲ့ပြီး CCP ရဲ့အတွင်းပိုင်းကွဲပြားမှုတွေနဲ့အာဏာလွန်ဆွဲပွဲတွေကိုဖော်ထုတ်ပြသလိုက်တယ်လို့ပါပဲအော်တိုဘာလ9ရက်နေ့မှာ Fox News က Cornell တက္ကသိုလ်ဥပဒေဌာနကဒေါက်တာကျန်းကြားကျွင်းကို CCP ရဲ့နိုင်ငံရေးအခြေအနေကြောင့်ဆွေးနွေးဖို့ဖိတ်ကြားခဲ့ပါတယ်ကျန်းကြားကျွင်းကဖော်ထုတ်ခဲ့ရမှာအမေရိကန်တန်မတ်တူရဲ့အဆိုအရ Trump ဟာမူလကအော်တိုဘာလကုန်မှာတောင်ကိုရီးယားမှာကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးမှာရှီကျင်းဖျင်နဲ့တွေ့ဆုံမှုစီစဉ်ထားခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီတွေ့ဆုံပွဲကိုရုတ်တရက်ဖျက်သိမ်းခဲ့ပြီး2026ခုနှစ်အထိဖြစ်လာနိုင်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်အမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့တယံဇာတသုတေသန Institute ကဒါရိုက်တာဆုရှိရင်ကဗိုလ်ချုပ်ကြီးကိုဦးထုတ်ပယ်ခံရမှုနဲ့လာမယ့်စတုထအကြိမ်မျက်နှာစုံကြီးစည်းဝေးကြီးဟာရှီကျင်းဖျင်ရဲ့အစိုးရရင်ဆိုင်ရနိုင်တဲ့စိန်ခေါ်မှုတွေကိုအထူးသဖြင့်ပါတီနဲ့စစ်တပ်အတွင်းကအုပ်စုဖွဲ့ဆန့်ကျင်မှုတွေကိုတင်ကေတပြုနေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်ဒါဆိုရင်အဓိကမေးခွန်းကကြံနေပါသေးတယ်ဟဲဝေတုံးနဲ့တခြားဗိုလ်ချုပ်ကြီးတွေကိုဖမ်းဆီးဖို့ဘသူကအမိန့်ပေးခဲ့တာလဲဒီရှင်းလင်းဖယ်ရှားမှုကိုဘသူကဦးဆောင်နေတာလဲစစ်ရေးလေးလာသူအများပြားကတော့ဒီတစ်ခါမှမဖြစ်ဘူးတဲ့ရှင်းလင်းဖယ်ရှားမှုဟာကျန်းယူရှားလိုမျိုး CCP ကြီးကဲတွေကဦးဆောင်လမ်းညွှန်နေတာဖြစ်ပြီးသူတို့ဟာပါတီကိုကာဝယ်ဖို့အတွက်နဲ့ရှီကျင်းဖျင်ရဲ့စန္ဒလျောက်ယာရုမှနှုတ်ထွက်မှုနဲ့ပူးပေါင်းပြီးလူမှုရေးနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကိုချော့ချဖို့အတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်2025ခုနှစ်မှာကျန်းယူရှားရဲ့စစ်တပ်အတွင်းကဩဇာလွှမ်းမိုးမှုဟာမကြုံစဘူးအဆင့်အထိရောက်ရှိနေပါပြီသူဟာစစ်ဘက်ဆိုင်ရာပုံကိုယ်ရေးအပြောင်းလဲတွေရဲ့နောက်ွယ်ကတကယ့်ကြိုးကင်သူအဖြစ်ရှုမြင်ခံနေရပြီးဒုတိယဥက္ကဋ္ဌဆိုတဲ့တရားဝင်ဘွဲထွက်ကျော်လွန်ကစစ်တပ်ရဲ့ရှီကျင်းဖျင်ကိုဖယ်ရှားရေးလှုပ်ရှားမှုမှာဗဟိုအချက်ချာပုံကိုဖြစ်လာနေပါတယ်ဒါကြောင့်နိုင်ငံထက်မှတွေ့ရတဲ့ဒီအကြီးစားစစ်ဘက်ပစ္စည်းကိရိယာတပ်ဖြတ်မှုတွေဟာတည်ငြိမ်ရေးကိုထိန်းသိမ်းဖို့တတ်တတ်မဟုတ်ပဲစစ်တပ်အတွင်းကပြည်ရင်းအပြောင်းလဲတွေကိုတားဆီးဖို့ရည်ရွယ်တဲ့စစ်ဘက်ဆိုင်ရာအာဏာသိမ်းမှုတစ်ခုနဲ့ပိုတူနေတယ်လို့သုံးသပ်ရမှာပါဗိုလ်ချုပ်ကြီးကိုဦးကိုထုတ်ပယ်လိုက်ကြောင်းကြေညာချက်ဟာစတုထအကြိမ်မျက်နှာစုံကြီးစီးဝေးကြီးမတိုင်ခင်ပိုကြီးမားတဲ့နိုင်ငံရေးမုံတိုင်းတစ်ခုရဲ့အစာပြိုးမှုတစ်ခုပဲဖြစ်နိုင်ပါတယ်ထိုင်ဝမ်မျိုးသားကာကွယ်ရေးလုံခြုံရေးသုတေသန Institute ကသုတေသီရှန်မင်ရှီကစတုထအကြိမ်မျက်နှာစုံကြီးစီးဝေးကြီးမတိုင်ခင်ရှီကျင်းဖျင်ရဲ့ဗိုလ်ချုပ်ကြီးတွေကိုထုတ်ပယ်လိုက်တာဟာသူ့ရဲ့ဂုဏ်သိက္ခာကိုဆွဆွရွရွထိခိုက်စေခဲ့တယ်လို့ဆိုပါတယ်ဒီလှုပ်ရှားမှုကိုရှီဆန့်ကျင်ရေးအုပ်စုဒါမှမဟုတ်အကြီးအကဲအုပ်စုတွေကရှီရဲ့ခေါင်းဆောင်မှုကိုမေးခွန်းထုတ်ဖို့နဲ့ဗဟိုစစ်ကော်မရှင်ကနေနှုတ်ထွက်ဖို့တောင်းဆိုဖို့အတွက်အသုံးပြုလာနိုင်ပါတယ်ရှန်ကဒါဟာအလွန်အရေးကြီးတယ်လို့ပြောခဲ့ပြီးဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကိုရှီကျင်းဖျင်ကိုယ်တိုင်ကထုတ်ပယ်ခဲ့ဖို့အလားအလာမရှိလို့ပဲလို့ဆိုပါတယ်ရှန်ကရှီဆန့်ကျင်ရေးအုပ်စုတွေဟာစတုထအကြိမ်မျက်နှာစုံကြီးစီးဝေးကြီးမှာရှီကိုနှုတ်ထွက်ဖို့အတွက်ဖိအားပေးနိုင်ပြီးဒါဟာစောင့်ကြည့်ရမယ့်အဓိကအဖြစ်အပျက်တစ်ခုဖြစ်လာနိုင်ခြင်းများတယ်ဆိုတာကိုတင်ပြလိုက်ရင်နှီးကုန်းချုပ်လိုက်ပါရခင်ဗျာ